ကွန်ပျူတာမှာ VPN ဘယ်လိုသုံးရမှန်းမသိလို့ခေါင်းကိုက်နေရင်ဒီဗီဒီယိုလေးကိုစုံအောင်ကြည့်လိုက်အရင်ဆုံး VPN သုံးမယ်ဆိုရင် browser ကိုဖွင့်ပြီးရင်ဒီ search bar မှာ WARP လို့ရိုက်လိုက် WARP ဆိုပြီးတော့ရိုက်လိုက်ပြီးရင်ဒီအပေါ်ဆုံးတွေ့တဲ့ဟာကိုမဆွဲရအောင်ကျွန်တော်ပြမယ်အောက်ကိုဖြည်းဖြည်းနဲ့ဆွဲကြည့်လိုက်ဒီမှာဒီကောင်လေး111ဆိုတဲ့ကောင်လေးပေါ်လာလိမ့်မယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်နှိပ်ပြီးတော့ရင်ဒီမှာကိုကြိုက်တဲ့ platform ဆိုရင်တော့ Linux လား Mac လားကျွန်တော်တော့ Windows ဆိုတော့ Windows ကိုဆွဲလိုက်မယ်ဆွဲပြီးတော့ရင်ဒီမှာ save နှိပ်လိုက်မယ်နော်အဲ့ဒါဆိုရင်ဒီမှာ download ဆဲသွားလိမ့်မယ်Okay download ဆဲလို့ပြီးသွားပြီကျွန်တော် software ကိုဖွင့်မယ်ပြင်ပြီးရင်ဒီကောင်ကို install လုပ်မယ်install လုပ်တာပဲပြီးသွားပြီinstall လုပ်ပြီးသွားရင်ဒီအောက်မှာဒီမှာပုံစံဟာ Cloudflare ဆိုတဲ့စာလေးပေါ်နေလိမ့်မယ်အဲ့ဒါလေးတစ်ချက်နှိပ်ပြီးတော့connect လုပ်လိုက် Okay အဲ့ဒါပြီးသွားပြီဒါပဲရိုးရှင်းနေပြီးသူ့ပိတ်လိုက်ဒီမှာဝါရောင်လေးပေါ်နေလိမ့်မယ်ဒါဆို internet သုံးလို့ရတယ်အဲ့ဒါကျွန်တော်တို့ချိန်ထားတာကတကယ် internet VPN ချိန်မချိန်သိကျင်တယ်ဆိုလို့ရှိရင်ဒီမှာ where is my IP ဆိုပြီးရိုက်ကြည့်လိုက်နော် where is my IP ဆိုပြီးရိုက်လိုက်ရင်ဒီမှာကြာလာလိမ့်မယ်ဒီမှာစင်ကာပူဆိုပြီးကြာလာတယ်ဘာလို့စင်ကာပူဖြစ်တာလဲဆိုတော့ Cloudflare ကကြတော့သူကတစ်ကမ္ဘာလုံးမှာသူရဲ့ Cloudflare server တွေအများကြီးရှိတယ်အဲ့ server တွေအများကြီးရှိတဲ့တဲမှာအနည်းဆက်ဆုံး server ကိုသူကချိတ်ဆက်ပေးတယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့နိုင်ငံနဲ့အနည်းဆက်ဆုံး server စင်ကာပူဖြစ်နေတဲ့ကြောင့်မို့သူကစင်ကာပူသုံးတာပုံမှန် VPN အနေနဲ့ဘာလို့မတူလဲဆိုတော့ပုံမှန် VPN တွေကသူက route တွေအများကြီးကိုပြောင်းပြီးတော့သွားရတယ်အဲ့တော့ Cloudflare ကတော့သူကကမ္ဘာလုံးမှာရှိတဲ့ website ပေါင်း30ရာခိုင်နှုန်းက Cloudflare မှာတင်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ Cloudflare VPN ကိုသုံးမယ်ဆိုလို့ရှိရင်ပုံမှန် internet သုံးတဲ့နှုန်းထက်ကိုကျွန်တော်တို့ပို့ပြီးတော့မြန်သုံးလို့ရတယ်အဲ့ဒါမှ internet speed တက်ကိုတစ်ချက်စမ်းကြည့်သူမြန်မမြန်ဆိုတာကိုမှ internet speed တက်နဲ့စမ်းကြည့်လိုက်မယ်မကြီးတော့ latency ရလဲဒီမှာ66ပဲရှိရတွေ့လား latency 66ဆိုတာကကျွန်တော်တို့ပုံမှန် VPN မချိတ်ထားဘဲနဲ့ရတဲ့နှုန်းပေါ့နော်ဒီမှာ internet ကလည်း20 Mbps ရှိတယ်အပြည့်ပဲကျွန်တော်အိမ်မှာ internet က20 Mbps ရှိတယ်အခုဒီမှာ20 Mbps အပြည့်ရတယ် upload လည်းအပြည့်ရတယ်တွေ့လား Okay အဲ့လားဆိုရင် VPN ကိုကွန်ပျူတာမှာဘယ်လိုသုံးမှမသိလို့ခေါင်းကိုက်နေတယ်ဆိုလို့ရှိရင်တော့ဒီနည်းတိုင်းသုံးလို့ရတယ်အဲ့တော့စမ်းကြည့်ကြပါ